သူမဟာဆွတ်ရဲအဖွဲ့တွေလိုက်ဖမ်းနေတဲ့ကြားကတည်ငြိမ်နေနိုင်တဲ့ညံကောင်းတဲ့တခိုးတယောက်ပါရေချိုးဝစ်ပစိုးတက်ထဲကိုတော့ဝစ်စင်ပြီးဒေတာခန်တယောက်လိုဟန်ဆောင်ကရဲအရာရှိတယောက်ရဲ့လက်မောင်းတဲကိုပြေးဝင်ပုံးခိုခဲ့ပါတယ်ရဲအရာရှိကသူမကိုကြောက်လန့်နေတဲ့ဒေတာခန်တယောက်လိုပဲထင်ခဲ့တာပါရဲအရာရှိကသူမကိုလုံခြုံတဲ့နေရာပို့ပေးခဲ့ပေမဲ့သူခိုးလိုက်တဲ့ဒေါ်လာတန်ပေါင်းများစွာတန်ဖိုးရှိတဲ့လဲဆွဲကိုသူမခိုးထားတယ်ဆိုတာကိုတော့လုံးဝမသိခဲ့ပါဘူးရဲအရာရှိမကြည့်မိတဲ့အချိန်မှာသူမဟာအဝိအစားကိုထက်လဲလိုက်ပြီးသူမရဲ့နောက်တစ်ဆင့်အစီအစဉ်ကိုစတင်ဖို့အတွက်တိတ်တဆိတ်ထွက်ခွာသွားခဲ့ပါတယ်သူမဟာချမ်းသာတဲ့ရီးစားဖြစ်သူရဲ့ရုံးခန့်အဆောက်အုံတဲကိုခိုးဝင်ခဲ့ပြီးပြတင်းပေါက်တစ်ခုကိုရောက်အောင်သွားကကျိုးတစ်ချောင်းကိုအသုံးပြုပြီးအဆောက်အုံရဲ့အပြင်ဘက်ကနေအမိုးပေါ်ကိုတက်သွားခဲ့ပါလေအပေါ်ရောက်တဲ့အခါလေဝင်လေထွက်စနစ်ကိုပိတ်လိုက်ပြီးလေဝင်ပြုံတွေတဲကနေတဆင့်သွားကရတနာတွေအပြည့်ရှိတဲ့အခန်းကိုရောက်သွားခဲ့ပါတယ်သူမရဲ့ကရိယာတွေကိုအသုံးပြုပြီးဘန်နာတိုက်ကိုဖောက်လိုက်ကတန်ဖိုးအကြီးဆုံးပစ္စည်းတွေကိုခိုးယူခဲ့ပြီးသူမပြင်ဆင်ထားတဲ့အတုတွေနဲ့အစားထိုးလိုက်ပါတယ်။နှိုးဆက်ကိုပိတ်ဖို့အတွက်ပီကယ်ကိုအသုံးပြုပြီးအလုရှုပ်သွားအောင်လုပ်ခဲ့ကသူမလာခဲ့တဲ့အတိုင်းပြန်ထွက်လာခဲ့ပါတယ်။လေဝင်ပြိုတွေကနေတဆင့်အမိုးပေါ်ကိုပြန်တက်ပြီးရီးစားဖြစ်သူရဲ့ရုံးခန်းထဲကိုခုန်ဆင်းခဲ့ပါတယ်။ဒါပေမဲ့သူမခုန်ဆင်းတာကတော့လှပမနေပါဘူးအဲ့ဒီအချိန်မှာပဲသူမရဲ့ချမ်းသာတဲ့ရီးစားဖြစ်သူကစီးပွားရေးအစည်းအဝေးပြီးတွားခဲ့ပြီးသူမကတော့အဝတ်စားလဲပြီးဘိုင်းနာနေတယ်လို့မျိုးဟန်ဆောင်နေပါတယ်သူကုမ္ပဏီပစ္စည်းတွေအခိုးခံလိုက်ရတယ်ဆိုတော့ကိုမသိချတဲ့ရီးစားဖြစ်သူကသူမကိုကူညီဖို့အတွက်လက်ကမ်းပေးခဲ့ပါတယ်ရုတ်တရက်နှိုးဆက်တန်မြည်လာတာကြောင့်စီးပွားရေးလုပ်ငန်းချင်းကကြောက်လန့်သွားပြီးဘဏ္ဍာတိုက်စီကိုပြေးတွားခဲ့ပါတယ်ဝန်ထမ်းတွေထဲကတယောက်ကနောက်ပြောင်တာလိုပဲသူထင်နေခဲ့တာပါသူအာယုံလွဲနေတဲ့အချိန်မှာပဲသူမကတော့အဆောက်အုံထဲကနေတိတ်တဆိတ်ထွက်သွားခဲ့ပါတယ်နောက်ဆုံးအစီအစဉ်ကိုစတင်ပါတော့မယ်သူမဟာကုန်တယ်တယောက်လိုဟန်ဆောင်ထားတဲ့သူမရဲ့လုပ်ဖော်ကိုင်ဘက်နဲ့တွေ့ဆုံပြီးစီးပွားရေးလုပ်ငန်းချင်းနဲ့မတော်တဆတွေ့ဆုံမိတယ်လို့မျိုးစီစဉ်လိုက်ပါတယ်သူတို့ရဲ့ရည်ရွယ်ချက်ကတော့ခိုးယူထားတဲ့ရတနာအစ်စ်တွေကိုဈေးကြီးကြီးနဲ့ပြန်ရောင်းဖို့ပါစီးပွားရေးလုပ်ငန်းချင်းကရုံးခန်းကိုပြန်ရောက်ပြီးဘဏ္ဍာတိုက်ကိုစစ်ဆေးတဲ့အခါမှာတော့သူ့ရဲ့တန်ဖိုးကြီးပစ္စည်းတွေကအတုဖြစ်နိုင်နေတာကိုတွေးလိုက်ရလို့အံ့အားသင့်သွားခဲ့ပါတယ်။ဒါပေမဲ့သူဘာမှတန်တရားမဝင်ခဲ့ပဲတခိုးရီစီကနေရတနာအစ်စ်တွေလို့ထင်ပြီးပတ်စံအိတ်အပြည့်ရွှေတွေကိုကုန်တယ်တွေကိုဝမ်းမြောက်ဝမ်းသာပေးလိုက်ပါတယ်။သူမနဲ့သူမရဲ့လှုပ်ဖော်ကိုင်ဘက်တို့အောင်ပွဲခံနေတဲ့ချိန်မှာပဲရီးစားဖြစ်သူတို့စီလျှောက်လာတာကိုမြင်လိုက်ရပါတယ်။ချက်စိတ်ကြောင့်သူမရေထဲကိုအမြန်ခုန်ရှားလိုက်ပြီးနှာခေါင်းကိုပိတ်ကရေအောက်မှာပုန်းနေလိုက်ပါတယ်။ဒါပေမဲ့ရီးစားဖြစ်သူကဒေါရထွက်မဲ့အစားရတနာအစ်စ်တွေကိုပြန်ဝယ်ယူခွင့်ရတဲ့အတွက်သူမရဲ့လှုပ်ဖော်ကိုင်ဘက်ကိုကျေးဇူးတင်စကားပြောနေတာကိုတွေးလိုက်ရပါတယ်။